ကဲ PDM Percival လေးကို unboxing လုပ်ကြည့်မယ်ဗျာကျွန်တော်ဝယ်ထားတာ2နှစ်တော့ရှိပြီသိမ်းထားတာအခုမှဖောက်ကြည့်မိတယ်ဒီကောင်လေး old batch ဗျ old batch ကပို့ပြီးတော့ long lasting ကောင်းတယ်ဒီကောင်လေးက formal နဲ့ office wear တွေအရင်အသင့်တော်တယ်ကလေးတကတွေ့ရဗျကလေးတကကြီးကြီးတော့တော်တော် luxury တော်ဖြစ်တယ်ဗျရှိရတာဘာလဲတော့မသိဘူးစုံနေရအများကြီး bla 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 ဒီကနေ့ OBS ဆိုတော့ပို့ပြီးတော့လေဘူးလေးကဘူးဒီဇိုင်းကတော့အရင် OBS ဒီဇိုင်းလေးပေါ့ plain လေးကဗျာလှကြည့်ရ PDM အဖုံးတွေက plain ထက်ပို့ပြီးတော့လေးတယ်တော်တော်လှတယ်တော်တော် luxury ဖြစ်ချက်ပဲဖုံးလေးက၄ချက်ပဲဗျာလေးလိုက်စမ်းတော့စမ်းကြည့်ဘူးလေဗျာPDM လေးကစမ်းတော့စမ်းကြည့်ဘူးဒီကောင်က lavender နဲ့စဖွင့်လောလောဆယ်ကျွန်တော်ပြန်စမ်းကြည့်မယ်စဖွင့်နေတဲ့ lavender နဲ့လေးနဲ့ fresh woody musky ပဲဒီကောင်လေးကလေ niche ကိုစမ်းသုံးခြင်းနဲ့သူတွေတော့ကြိုက်ပဲ dry တော့မှာဗျာ lavender နဲ့လေထဲတင်ပြီးရောက်လာရလာတဲ့အနံလေးကတော့ lavender နဲ့ woody citrus နဲ့ပေါင်းထားတဲ့အနံလေးကလုံးဝတန့်ပြန့်ပြီးအဘဲတူလိုမျိုးလေထဲရောက်လွင့်လာတဲ့ပုံစံအနံလေးကအေးလေးနဲ့ရမ်းမိုက်တယ်ဗျာ